ရံပတ်နဲ့နေတိုင်းအတင်းကျပ်လက်ထပ်လိုက်ရပြီးတဲ့နောက်တနေ့မှာတော့ဝန်ထမ်းတွေရှိတင်သူကကျွန်တော်ပေါင်ပေါ်တက်ခွက်ထိုင်ပြီးအရေးပြောမတက်ချိုသားတဲ့အတန်နဲ့ယောက်ျားလို့ခေါ်လာပါတယ်မခံမရက်နိုင်ဖြစ်လွန်းလို့ကျွန်တော်ကလည်းမိမ့်မက်လို့ပြန်អော်လိုက်တော့သူချက်ချင်းစိတ်ဆိုးဒေါသထွက်သွားတယ်နင်ခုနကငါ့ကိုဘာခေါ်လိုက်တာလဲဒါဆိုနင်ကကြတော့ဘာလို့ငါ့ကိုအဲ့လိုခေါ်ရတာလဲသူကခန္ဓာကိုယ်ကိုလှည့်ပြီးတကားမှာမျက်နှာအကာနှုတ်ခမ်းကိုလက်နဲ့ပိတ်ပြီးခက်အတန်နဲ့တကယ်လို့နင်ကအဲ့လိုခေါ်ရတာကြိုက်တယ်ဆိုရင်လည်းငါကတော့ဘာမှမကန့်ကွက်ပါဘူးလို့ပြောလာပါတယ်ကျွန်တော်သူ့ကိုလှောင်ရလိုက်ပြီးရေချိုးကန်းထဲဝင်ကရေချိုးလိုက်ပြီးနောက်ပိုင်းမှာတော့ဘာစကားမှဆက်မပြောဖြစ်ကြတော့ပါဘူးဒီမိမ့်မက်ဆိုတဲ့ခေါ်တန်တွေကရှမ်ပူယူကိုတော်တော်လေးယွန်ရှာသွားစေပုံရပြီးသူငြိမ်ငြိမ်လေးပဲနေကကျွန်တော်ကိုလာမနောက်ဆက်တလုံးယောက်ျားလိုလည်းထပ်မခေါ်တော့ပါဘူးအခန်းမိပိတ်ပြီးကျွန်တော်တဝက်တစ်ပြက်အိပ်ပျော်လူနေပါဖြစ်နေတဲ့အချိန်မှာပဲဘေးကခေါင်းအပေါ်ကနေသူ့ရဲ့အတန်ထွက်လာပါတယ်နင်နောက်တစ်ခေါက်ထပ်ခေါ်ချင်သေးလားကျွန်တော်ဘာမှမတုံ့ပြန်ရသေးခင်မှာတင်သူကသူ့ဘာသာဆက်ပြောနေပြန်ပါတယ်ငါကတိတ်မကြားချင်ပေမဲ့နင်ကတိတ်ခေါ်ချင်နေပုံရလို့ငါမကြားချင်အောင်ဆောင်ပေးမယ်နင်နောက်တစ်ခေါက်ထပ်ခေါ်စမ်းပါဦးကျွန်တော်သူ့ကိုစိတ်တူသွားပြီးပြန်ပြောဖို့ပြင်လိုက်တုံးမှာပဲသူကစိတ်လှုပ်ရှားစွာနဲ့လှည့်လာပြီးကျွန်တော်ကိုစိုက်ကြည့်ကတောင်းပန်ပါတယ်ယောက်ျားရဲ့ငါ့ကိုမိမလို့နောက်တစ်ခေါက်လောက်ထပ်ခေါ်ပေးပါဦးလို့ပြောလာပါတယ်ကျွန်တော်သူ့ကိုတန်တရားစိတ်နဲ့စိုက်ကြည့်ရင်သူ့မျက်နှာကနေအရေးအယောင်တစ်ခုခုကိုရှာဖို့ကြိုးစားနေမိတယ်အမ်းရံပြောခဲ့တဲ့စကားတွေကခေါင်းထဲမှာတဝဲလေလေဖြစ်နေပြီးငါတကယ်ပဲရှမ်ပူယူကိုတာယာအောင်လုပ်ပေးလိုက်မိတာလားလို့တွေးမိသွားတယ်ကျွန်တော်ကတင်ဘေးကမီးအိမ်လေးကိုဖွင့်လိုက်ပြီးရှမ်ပူယူရဲ့မျက်နှာပေါ်ကအမူအရာအသေးဖွဲလေးကိုပါမလွတ်တမ်းကြည့်လိုက်တယ်နင်ဘာကိုဆိုလိုတာလဲဘာဆိုလိုတာလဲသူ့အတန်ကချက်ချင်းပဲအေးဆက်တည်ငြိမ်သွားပြီးခုနကတောင်းပန်တိုးရှိုးနေတဲ့အတန်ကကျွန်တော်ရဲ့စိတ်ကူးရင်မှုတက်တက်ဖြစ်သွားတယ်လို့ပါပဲကျွန်တော်စမ်းတက်တဲ့အနေနဲ့နင်ငါ့ကိုအဲ့လိုခေါ်တာကိုတကယ်သဘောကျနေတာလားလို့မေးလိုက်တယ်သူကမျက်လုံးကိုလက်နဲ့အုပ်ပြီးတက်ပြင်းချကနင်ကိုယ်တိုင်ကအတင်းခေါ်နေတာမဟုတ်ဘူးလားဘာလို့အခုကျတော့ငါကသဘောကျတယ်ဖြစ်သွားရတာလဲလို့ပြောတယ်ဒီဖန်းသခင်လေးရဲ့အပြစ်ရှာပုံကတော့တကယ်ကိုမလွယ်ကူပါဘူးအရင်ကအကြောင်းတွေပြောရင်တော့ဒေါသထွက်စရာတွေကြီးပါပဲကျွန်တော်ရဲ့ဆယ်ကျော်သက်အရွယ်တစ်ခုလုံးမှာရှမ်ပီယူကပဲကျွန်တော်ကိုအမြဲဒုက္ခပေးခဲ့တာပါကျွန်တော်စိတ်ဆိုးဆိုးနဲ့မီးပိတ်ပြီးအိတ်လိုက်ပါတယ်ကျွန်တော်ကလှုပ်ရှားမှုအရန်ကျန်းသွားလို့ထင်တဲ့အိပ်ပျော်သွားတဲ့အချိန်မှာရှမ်ပူယူရဲ့ဘေးနားကိုရောက်သွားပြီးလက်မောင်းချင်းထိဆက်မိသွားတဲ့အချိန်မှာကျွန်တော်တို့နှစ်ယောက်စလုံးကြောင်သွားကြတယ်သူကလက်ကိုချက်ချင်းပြန်ရုပ်သိမ်းလိုက်တယ်လို့ကျွန်တော်လည်းမတင်ကားစရာဖြစ်မှဆိုလို့အမြန်ပဲဆုပ်လိုက်ရပါတယ်ဒီလိုအေးဆက်တဲ့ညမှာအငွေ့သက်တွေကအနှဲငယ်ရိုမန်တဆန်နေတယ်လို့ပါပဲရှမ်ပူယူကတိုးတိုးလေးနေစီကြော်လာပြီးလို့ပြောတယ်ကရင်ဘော်ကဒီစီကတော့ကျွန်တော်တို့အတူတူပထမဆုံးညကလေးကတတ်မှတ်ထားတဲ့အကြောင်းကစပွဲပေါ်က38စီးလိုမျိုးစီးတစ်ခုပါဘာပဲဖြစ်ဖြစ်ကျွန်တော်တို့ကတစ်စက္ကန့်တုန်းကရန်ဖြစ်နေပြီးနောက်တစ်စက္ကန့်မှာကရင်တစ်ခုထဲမှာအတူအိပ်ရတာဆိုတော့တယောက်နဲ့တယောက်စိတ်ပိုင်းဆိုင်ရာစိန်ခေါ်မှုကတော်တော်ကြီးပါတယ်ဒါကြောင့်ဒီစီကိုတတ်မှတ်ထားတာဖြစ်ပြီးစီးကြော်ရင်တစ်တန်ပေးဖို့တတ်မှတ်ထားတာပါကျွန်တော်ကိုနေရာကိုပြန်အိပ်လိုက်ပြီးပြောပါဦးဘာဖြစ်တန်လဲလို့မေးလိုက်တယ်သူကျွန်တော်ကိုဒုက္ခပေးမှစိုးရိမ်တာကြောင့်တိတ်ပြီးမလွန်ပါစေနဲ့ဦးနင်စဉ်းစားကြည့်ဦးလေငါတို့ကအတူတူအကြာကြီးအိပ်ရအောင်မှနင်လဲစီးကြော်မဲနေရှိလာမှာပဲမလားလို့ထပ်ပြောလိုက်တယ်ရှမ်ပူယူကခက်ဖွားဖွားရေးပြီးမလွန်ပါဘူး WeChat Moments WeChat လူမှုကွန်ရက်မှာနေငါ့ကိုအမြဲတမ်းချစ်ပါတယ်လို့စာတင်ပေးရမယ်လို့ပြောပါတယ်ကျွန်တော်လန့်ပြီးကရင်ဘော်ကနေချက်ချင်းထထိုင်မိသွားတယ်ဒါကမလွန်ဘူးလို့ပြောလို့ရမလားရှုံးရင်ဝန်ခံရမှာပဲလေသူကလည်းလိုက်ပြီးထထိုင်ကဖန်းသခင်လေးကကစားပွဲရဲ့စီးမြင့်တွေကိုမလိုက်နာချင်ဘူးလားလို့မေးတယ်ကျွန်တော်စိတ်ထဲကနေတနေ့ကျရင်တော့နေငါလက်ထဲရောက်လာမှာပါရှမ်ပူယူလို့ကြုံဝါလိုက်မိတယ်မိအိမ်လေးကိုထပ်ဖွင့်ပြီးဖုန်းကိုယူကာစာသားရေးလိုက်တဲ့အချိန်မှာရှမ်ပူယူကလာပြီးစောင့်ကြည့်နေပါတယ်ငါနာမည်ထည့်ရမယ်နာမည်ရှိမှာငါမိမဆိုတဲ့စကားလုံးထည့်ရမယ်ပြီးတော့နောက်ကနေအနမ်းပုံလေးတစ်ခုပါထည့်ရမယ်ကျွန်တော်သူ့ကိုဒေါသတကြီးစိုက်ကြည့်ပြီးနေယူနေတာလားလို့ပြောလိုက်တော့သူကအပြစ်ကင်းစင်စွာနဲ့မျက်တောင်ခတ်ပြပြီးမရဘူးလားယောက်ျားရဲ့လို့ပြန်မေးပါတယ်ကျွန်တော်အန်ချိတ်ပြီး moments ပေါ်မှာစာတစ်တစ်စောင်တင်လိုက်ပါတယ်ဖန်ရှိုးငါမိမရှမ်ပူယူကိုအမြဲတမ်းချစ်နေမှာပါညနေပိုင်းမှာလူတွေအများကြီးရှိနေတာမို့ like တွေနဲ့ comment တွေချက်ချင်းတက်လာပါတယ်ကျွန်တော်တစောင်မှမဖတ်ရဲပဲဖုန်းကိုပစ်ချကစောင်းကြုံထဲဝင်ပြီးရှက်ကိုရှက်ကန်ဖြစ်နေမိတယ်ဒါပေမဲ့ရှမ်ပူယူကတော့ဖုန်းကိုကင်ပြီးကျွန်တော်ကိုသတင်းတွေလိုက်ပြောနေပါတယ်ပိုင်နေပင်းကငါတို့ကိုပျော်ရွှင်ပါစေလို့ဆုတောင်းပေးနေတယ်ကျွန်တော်ကနားမလည်နိုင်ဖြစ်ပြီးဘာလို့အဲ့လိုပြောတာလဲလို့မေးလိုက်တယ်ကျွန်တော်တန်တရားစိတ်နဲ့ဖုန်းကိုကြည့်လိုက်တော့ပိုင်နေပင်းရဲ့ပထမဆုံးကွန်မန့်ကငါမှအခွင့်အရေးရှိသေးလားဆိုတာဖြစ်ပြီးရှမ်ပူယူကနောက်ဘဝကြမှာပေါ့လို့ပြန်ဖြေထားတာကိုတွေးလိုက်ရတဲ့ပိုင်နေပင်းကချက်ချင်းပဲငါမသွားပါတယ်နင်းနဲ့ရှောင်းဖန်းတို့ထာဝရပျော်ရွှင်ပါစေလို့ဆုတောင်းပေးပါတယ်လို့ပြန်ရေးထားပါတယ်ကျွန်တော်ဝေဝေဝါးဝါနဲ့တတိယသွားတာကတော့ပိုင်နေပင်းဆိုတာတငယ်ချင်းမွေးနေ့ပွဲတုန်းကကျွန်တော်နောက်ပြောင်ပြီးကွာရှင်းရင်အကြောင်းကြားမယ်လို့ပြောခဲ့တဲ့သူဖြစ်နေတာပါပဲကျွန်တော်ရှမ်ပူယူကိုကြည့်ပြီးနင်းမဟုတ်မှလွဲရောပြင်ပမှာငါတို့ရဲ့ကောင်းမွန်တဲ့ဆက်ဆံရေးကိုထိမ့်သိမ်းထားတာကလှုပ်တင်လှုပ်ထိုက်တာမဟုတ်ဘူးလားရှမ်ပူယူကပြောပါတယ်ဒါမှမဟုတ်နင်ကငါတို့အတင်းကျပ်လက်ထပ်ထားရတာကိုလူတိုင်းကိုသိစေချင်လို့လားကျွန်တော်နဲ့ရှမ်ပူယူကတကယ်ပဲအစားထိုးလက်ထပ်ထားကြတာပါသူကသူ့အမေစားကျွန်တော်ကလည်းကျွန်တော်အကိုအစားလက်ထပ်ခဲ့ရတာပါဖန်နဲ့ရှမ်နမီသားစုရဲ့ဂတိကဝတ်ကအစကတည်းကတတ်မှတ်ထားတာဖြစ်ပေမဲ့အစကတတ်မှတ်ထားတဲ့လူတွေကသူ့အမနဲ့ကျွန်တော်အကိုဖြစ်ပါတယ်စောစောစီစီရင်းနှီးရအောင်လို့ကျွန်တော်ရှမ်ပူယူနဲ့ဆက်ဆံရေးကောင်းအောင်စူးစမ်းခဲ့မှုပေမဲ့ရှမ်ပူယူကမတန်ဘူးလို့ပဲပြောရမှာပါကျွန်တော်အကိုမင်္ဂလာဆောင်ပြီးရင်ရှမ်ပူယူနဲ့ဘလို့ဆက်ဆံရမလဲဆိုတာကိုတောင်စဉ်းစားထားခဲ့ပြီးပါပြီဒါပေမဲ့မင်္ဂလာဆောင်ခါနီးမှာကျွန်တော်အကိုကမင်္ဂလာပွဲကနေထွက်ပြေးသွားပြီးရှမ်ပူယူရဲ့အမကလည်းပျောက်ချင်းမလားပျောက်ဆုံးသွားခဲ့ပါတယ်မိဘနှစ်ဖက်စလုံးကစိုးရိမ်တကြီးဖြစ်ပြီးတခြားနည်းလည်းမရှိတာကြောင့်ကျွန်တော်နဲ့ရှမ်ပူယူကိုပဲမင်္ဂလာပွဲကျင်းပပေးလိုက်ရတာပါအိမ်ကနေကျွန်တော်ကိုရှမ်ပီယူနဲ့လက်ထပ်ရမယ်လို့အကြောင်းကြားလာတော့ကကျွန်တော်မျက်နှာပေါ်ကအံ့ဩတုန်လှုပ်မှုတွေကိုအခုထိမှတ်မိနေပါသေးတယ်ကျွန်တော်ကန့်ကွက်ဖို့ကြိုးစားခဲ့ပေမဲ့ပါနက်တဲ့မိဘတွေကတနေရာထဲမှာနှစ်ခါမလဲကျစေပဲကျွန်တော်နဲ့ရှမ်ပီယူကိုချက်ချင်းလက်ထပ်စာချုပ်ချုပ်ခိုင်းလိုက်ပါတယ်အကြောင်းကြားတာကနေလက်မှတ်ထိုးတဲ့အထိတနားရီတောင်မပြည့်ပါဘူးဒီလိုနဲ့ကျွန်တော်နဲ့ရှမ်ပီယူကရံဘက်တွေကနေဇနီးမောင်နှံဖြစ်သွားကြရပါတယ်
ဒါပေမဲ့အစားထိုးလက်ထက်ရတယ်ဆိုတာကပြောရတာတိတ်ပြီးနားထောင်လို့မကောင်းတာကြောင့်မိသားစုနှစ်ဖက်လုံးရဲ့တိတ်ခါကိုငဲ့ညာပြီးအပြင်ပန်းအတွက်ပုံမြင်တစ်ပုတ်ဖန်တီးခဲ့ကြပါတယ်အဲ့ဒါကတော့ကျွန်တော်နဲ့ရှမ်ပီယူကအတူတူနေထိုင်ရင်တန်ရောစင်တွေတိုးလာခဲ့ကြတယ်ဆိုတာပါပဲဒီစကလုံးတွေကိုကြားလုံးကကျွန်တော်ဘယ်လောက်တောင်ရည်ချင်ခဲ့လဲဆိုတာဖះပဲသိပါလိမ့်မယ်ရှမ်ပူယူကလည်းစိတ်မကောင်းစွာနဲ့ငါကတော့နင့်ကိုအမြဲတမ်းသဘောကျနေခဲ့ပါတယ်လို့အားလုံးကိုဝန်ခံခြင်းနေမယ်ထင်လို့လားလို့ပြောတယ်ဒါပေမဲ့ကျွန်တော်ကြည့်ရတဲ့လောက်တော့သူတကယ်ဝန်ခံခြင်းနေပုံရပါတယ်ဟိုတနေ့ကတငယ်ချင်းရဲ့မွေးနေ့ပွဲတုန်းကလည်းသူ့ပုံစံကမလိုလားတဲ့ပုံစံတစ်စက်မှမရှိပါဘူးသူကအခြေအနေရပဲလေနားလေလားလို့ပြောပါတယ်ကျွန်တော်တက်ပြင်းချပြီးငါအကူပြန်လာရင်တော့ငါသူ့ကိုတေအောင်ရိုက်အောင်မယ်လို့ပြောလိုက်တော့ရှမ်ပူယူကခက်ဖောက်ဖွာလေးရေးပြီးနင်းအစကနင်းအကူမင်္ဂလာပွဲကထွက်ပြေးတာကိုတတိရှိတယ်လို့ချီးကျူးနေတာမဟုတ်ဘူးလားလို့ပြောပါတယ်ကျွန်တော်ဆက်မပြောချင်တော့တာကြောင့်တစ်ဖက်ကိုလှည့်ပြီးအိပ်ပျော်သွားခဲ့တယ်မနက်နိုးလာတော့သတင်းဆိုးတစ်ခုရှိနေပါတယ်ကျွန်တော်ပြစ်ဒဏ်အနေနဲ့တင်လိုက်ရတဲ့ moment sports ကတငယ်ချင်းအတိုင်းဝိုင်းကြားထဲမှာအကြီးအကျယ်ကြရက်ထနေပြီးနောက်ဆုံးပါရှင်သတင်းကတော့ကျွန်တော်ကရှမ်ပူယူကိုအမြဲတမ်းတိတ်တဆိတ်သဘောကျနေခဲ့ပြီးသူ့ကိုအသေးလဲချစ်နေတာဆိုပြီးဖြစ်သွားပါတယ်အရင်ကရန်ဖြစ်ခဲ့တာတွေကလည်းသူ့ရဲ့အာယုံဆိုင်မှုကိုရချင်လို့ကျွန်တော်လုပ်ခဲ့တဲ့လက်ကွက်လေးတွေလို့ဖြစ်ကုန်ပါတယ်ကျွန်တော်တကယ်ပဲအတိတ်ပဲမရှိဘူးလို့ခံစားရပြီးရှမ်ပီယူကိုသွားပြီးဆဲဆိုလိုက်တဲ့အခါသူကလည်းအံ့ဩသွားပုံရပြီးသူတို့ပြောတာတကယ်များဟုတ်နေတာလားလို့မေးလာပါတယ်ကျွန်တော်မျက်မှောင်ကျုပ်ပြီးဘာကိုဆိုလိုတာလဲလို့မေးတော့နေငါ့ကိုအမြဲတမ်းတိတ်တဆိတ်သဘောကျနေခဲ့တာလေကျွန်တော်မျက်စောင်းမထိုးပဲမနေနိုင်တော့ပါဘူးငါနဲ့အမကိုပဲတိတ်တဆိတ်သဘောကျရင်ကြမဲ့နင့်ကိုတော့လုံးဝသဘောမကျဘူးနှမျောစရာပဲသူကမယားညီကိုကြီးရေနေငါနဲ့ပဲတစ်သက်လုံးဖြတ်တန်းသွားရတော့မယ်လို့ပြောလာပါတယ်ကောလာဟာလာတွေကပိုပြီးပြင်းထန်လာပြီးနောက်ဆုံးမှာတော့ကျွန်တော်ကရှမ်ပီယူကိုပဲအသေးအတန်ချစ်နေရတဲ့လူမိုက်တယောက်လိုဖြစ်သွားပြီးရှမ်ပီယူကလည်းကူညီပြီးဖြည့်ရှင်းပေးဖို့နေနေတာပိုပြီးတော့တောင်ဟန်ဆောင်လာပါတယ်တယောက်ကဒီအကြောင်းကိုမေးရင်သူကနှိမ့်ချတဲ့ပုံစံနဲ့ဟုတ်ပါတယ်ဖန်ရှုကငါ့ကိုပိုချစ်တာပါလို့ပြောတတ်ပါတယ်ဒီမတရားမှုကိုကျွန်တော်လုံးဝသီးမခံနိုင်တော့တာကြောင့်ရှမ်ပီယူကိုပြန်ပြီးတုတ်ပြန်ဖို့ဆုံးဖြတ်လိုက်ပါတယ်အခွင့်အရေးကတော့အမြန်ပဲရောက်လာခဲ့ပါတယ်တငယ်ချင်းတယောက်ရဲ့ပြန်လာခြင်းအထိမ်းအမှတ်ပါတီပွဲတစ်ခုဖြစ်ပြီးသူကအထက်တန်းကျောင်းလုံးကလေးကနိုင်ငံခြားကိုကျောင်းသွားတက်ခဲ့တာမို့ဒီတစ်ခေါက်ပြန်လာတဲ့အခါအားလုံးကိုအထက်တန်းကျောင်းလုံးကဝတ်စုံတွေဝတ်ပြီးလာတွေ့ဖို့တောင်းဆိုခဲ့ပါတယ်ကျွန်တော်အထက်တန်းကျောင်းလုံးကယူနီဖောင်းကိုဝတ်ဆင်ရုံတင်မကပဲကြောဖို့အိတ်ကိုပါလွှဲသွားခဲ့ပြီးအိတ်ထဲမှာတော့ရှမ်ပူယူကျွန်တော်စီရေးပေးထားခဲ့ပူပါတယ်ဆိုတဲ့ချစ်စာတူအတူတစ်ခုကိုထည့်သွားခဲ့ပါတယ်လူအများကြီးရဲ့ရှေ့မှာတိတိတတ်တာနဲ့မတိမတာချစ်စာတူကိုထုတ်ပြပြီးရှမ်ပူယူကိုအထက်တန်းကျောင်းလုံးကလေးကကျွန်တော်ကိုတိတ်တဆိတ်သဘောကျခဲ့တဲ့သူဖြစ်အောင်လုပ်ပြမှာပါသူ့ကိုလည်းဘလို့မှညှင်းလို့မရတဲ့ခံစားချက်မျိုးကိုခံစားစေချင်ပါတယ်ဇလန်းကောင်းကတော့စတင်နေပါပြီအထက်တန်းကျောင်းဝတ်စုံတွေဝတ်ပြီးလာကြတဲ့သူတွေကအစကတော့အနှဲငယ်ရှက်ကိုရှက်ကန်ဖြစ်နေကြပေမဲ့မကြခင်မှာပဲတယောက်နဲ့တယောက်ကြည့်ပြီးငယ်ဘဝကိုတတိယကအပန်းဖြေစော်ကစားကြပါတယ်အားလုံးထဲမှာစိတ်အလှုပ်ရှားဆုံးဖြစ်နေတဲ့ပါတီပိုင်ရှင်ကုချင်းတွေက Kings Game ဘရင်ဂိမ်းစောဖို့အကြံပြုလာပါတယ်ဂိမ်းမဆခင်မှာတင်တယောက်ကအရန်ကြီးမစောကြနဲ့အိုးဒီမှာတကယ်လင်မယားတွေရှိနေတယ်နော်လို့အော်ပြောလိုက်ပါတယ်ဒါကကျွန်တော်နဲ့ရှမ်ပီယူကိုရည်ညွှန်းတာပါကျွန်တော်ကမကျေနပ်ဘဲတကယ်လင်မယားဆိုတော့ဘာဖြစ်လဲတကယ်လို့နင်းနဲ့တခြားမိန်းကလေးတယောက်နမ်းဖို့အလှည့်ကျသွားရင်ရှမ်မမဘယ်လိုထင်မလဲကျွန်တော်စိတ်ထဲကနေသူကဘာထင်ရမှာလဲရှမ်ပူယူကဂယုမဆိုင်ပါဘူးသူကပွဲကြည့်ရတာကိုပဲသဘောကျနေတာလို့တွေးလိုက်မိတယ်ကုချင်းယူကဒါကိုသိသွားပြီးဂိမ်းကိုပို့ပြီးနူးညံ့တဲ့ Traffider အမှန်တိုင်းပြောမလားရဲရဲဝံ့ဝံ့လုပ်မလားဂိမ်းကိုပြောင်းလိုက်ပါတယ်ကျွန်တော်ကတော့ကိုယ့်ရဲ့အစီအစဉ်ကြီးကိုပဲအာယုံဆိုင်နေတာမို့ဂိမ်းကဘာဆော့နေလဲဆိုတာကိုတိတ်တီးမဆိုင်မိပါဘူးဒါပေမဲ့ပထမဆုံးအချိန်ဝိုင်ပလင်လှည့်လိုက်တဲ့အခါမှာပဲကျွန်တော်စီတက်ကြလာပါတယ်တယောက်ကအမှန်တိုင်းပြောမလားရဲရဲဝံ့ဝံ့လုပ်မလားလို့မေးတယ်အမှန်တိုင်းပြောမယ်ရှမ်မမကိုမေးခိုင်းလိုက်တယောက်ကစိတ်လှုပ်ရှားစွာနဲ့အော်ပြောလိုက်ပြီးဇနီးမောင်နှံတွေကြားကအမှန်တိုင်းပြောတဲ့စကားတွေကိုငါတို့နားထောင်ခြင်းနဲ့လို့ဆိုပါတယ်ကျွန်တော်ရှမ်ပူယူစီလှည့်ကြည့်လိုက်တဲ့အခါသူကလည်းအထက်တန်းကျောင်းတုန်းကယူနီဖောင်းဖြစ်တဲ့အင်ဂျီဖြူနဲ့စကတ်တိုအမဲလေးကိုဝတ်ထားပါတယ်တကယ်တော့ကျွန်တော်တို့ဘာဝတ်မယ်ဆိုတာတိုင်ပင်မထားခဲ့တယ်လို့ပါတီကိုလည်းတယောက်ပြီးမှတယောက်လာခဲ့ကြတာပါဒါပေမဲ့အခုလိုအတူတူထိုင်နေကြပြီးလူအုပ်ကြားထဲမှာရှိနေတဲ့အခါချစ်သူဆုံးတွဲလေးတွေလိုဖြစ်နေပါတယ်ကျွန်တော်ဘောင်းဘီအနာကိုစုပ်ကန်ရင်းရှမ်ပူယူရဲ့ခပ်ဖွားဖွားရဲတန်းကိုကြားလိုက်ရပါတယ်ယောက်ျားနေ့ရဲ့မုံမှာတင်ထားတဲ့ငါ့ကိုအမြဲတမ်းချစ်နေမှာပါဆိုတဲ့စကားကတကယ်ပဲလားဘေးကလူတွေကတော့ဝိုင်းပြီးအော်ဟစ်အားပေးနေကြပါတယ်ကျွန်တော်စိတ်ထဲကနေဒီလူကတကယ်ကိုအရှက်မရှိတာပဲလူပုံလဲမာတင်မကပဲကျွန်တော်ကိုယ်တိုင်ဝန်ခံခိုင်းနေပြန်ပြီလို့တွေးလိုက်မိတယ်ကျွန်တော်အန်ကျိတ်ပြီးဟုတ်တယ်လို့ပြန်ဖြေလိုက်ပါတယ်ဒီအချိန်မှာပဲပါတီရဲ့အငွေ့သက်တွေကအထုပ်ထိပ်ကိုရောက်သွားပြီးကျွန်တော်စိတ်ထဲကနေခဏနေရင်တော့နေ့အလှည့်ပဲရှမ်ပူယူလို့တွေးပြီးပြင်ဆင်လိုက်ပါတော့တယ်